ပိနေကင်းဟင်းချက်စားပြမယ်စူပုတ်ရွက်ရယ်ပင်စင်းရယ်ပိနေကင်းနှလုံးရယ်ဝက်ယူဝက်နံယူလေးရယ်နော်အဲ့ဒါကိုချက်အရေးတောက်လေးချက်စားပြမှာဖြစ်ပါတယ်ရှင်ခုနကထုတ်ပြီးပါအတောင်းလေးနဲ့တောင်းတယ်နော်ပိနေကင်းလေးရှိထုတ်ပိနေကင်းအရေးတောက်တော့ကိုငရုတ်တီ6တောက်ရယ်ကျက်သွန်နီရယ်ကျက်သွန်ဖြူ3မှွာရယ်ထောင်းပေးပါမယ်ရှင်有的那个价一样，那种啊，你来的也是来的，本来给你的我才把没，我来听哈，才个，本来给你我也不有点他们可以了喏，本来我也有的听嘛，别不方便的拿来喏，本来跟个我说是呢嘛，我有的听嘛喏，我有的听，我有的喏，本来给你我有。ဒီပြောတာလည်းတော့နားထောင်လာတဲ့မျိုးဒီတက်ကုန်ကြီးပေါ်ထဲမှာရှင်ပြီးလို့ရှိရင်စားနှစ်စုံထည့်ပါမယ်ရှင်စားလည်းပဲစုံနှစ်စုံပြီးရင်ချုံမလည်းပဲစုံတစ်စုံနဲ့တော့နောက်ပြီးရင်မဖြစ်မနေလို့ကလည်းစိမ်းစားငပိလေးလက်မနှလုံးကထည့်ပါမယ်နော်အဲ့ဒါလေးပြောပြီးတော့ပြင်ပေးမယ်ရှင်ဒီနေ့ကင်းလည်းချက်ပြီးဝက်ယူလည်းချက်ပြီးဆိုရင်အရင်ချင်းဒီလေးထည့်ပြီးနော်အရင်ချင်းဒီလေးထည့်ပြီးတော့ပြီးရင်မရုပ်ဒီဇိုင်းနဲ့တက်သွန်းကျူလေးထုတ်လာလို့ထည့်ပြီးမှရှိတယ်လို့ရှိရင်အရတာအပေါင်းငံကြီးပြတယ်နော်ခုဆိုရင်ဒီမှာပိနေကင်းနဲ့ဝက်ယူနဲ့ဟင်းချက်ပါပြီနော်ခရမ်းချင်းဒီလေးလည်းမှုေးနေတာပဲအမှခုနကဒီမှာချွေထားတဲ့စူပုတ်ရွက်နဲ့ပင်စံရွက်လေးတွေကိုဟင်းအိုးချပြီးမှထည့်ပါမယ်ရှင်စိမ့်ဆူလေးစားရအောင်နော်ဒီစင်းနေမှာဝယ်ယူနဲ့ပိနေကင်းဟင်းလေးရမယ်နော်ဒီဝလေးစိမ့်လေးစားရအောင်ဒီကိုချပြီးမှအရွက်ကိုခတ်ပြမယ်ပိနေကင်းဝင်နေယူနော်ပိနေကင်းဝင်နေယူလေးအရင်တောက်ပြီးပါရှင်ဒီရတာလေးလည်းကောစူပပင်စံလေးနဲ့အောက်တယ်ဟိုး